တိုင်း streaming ပြုလုပ်ပါသလားသို့တော့တင့်လက်ဆောင်ဝင်ငွေသည်မတိုးတက်လာဘူးလား user များလက်ဆောင်တစ်ခုကိုပေးပို့ပြီးထို့နောက်ဘယ်တော့မှပြန်မလာကြတော့ဘူးလားယနေ့ user များလက်ဆောင်များကိုအစင်မပြတ်ပေးပို့အောင်ဘယ်လိုပြုလုပ်ကြမလဲဈေးပေါ်သောလက်ဆောင်တစ်ခုခု၍မရှိပါလက်ဆောင်တန်ဖိုးကအရေးမကြီးပါစိန်တစ်ခုသို့မဟုတ်စိန်အလုံး1000တန်ဖိုးရှိသည်ဖြစ်စေထိုအရာကဦးစားတဦးရဲ့ချစ်ခင်မှုနဲ့ပံ့ပိုးမှုတို့ပါပဲကျွန်တော်တို့လက်ဆောင်များပေးဖို့တော့မည်သူကိုမဆိုကျေးဇူးတင်ရှိတင်ပါသည်သူတို့သည်တင့်၏ပျော်ရွှင်မှုနှင့်ချစ်ခင်မြတ်နိုးခြင်းကိုတေချာခံစားနိုင်သောအခါမှသာသူတို့စီတွင်တင့်ကိုလက်ဆောင်များအစင်မပြတ်ပေးဖို့ခြင်းကိုပြုလုပ်ဖို့ခွန်အားဖြစ်ပေါ်ပါလိမ့်မည်ထို့ကြောင့်တင်သည်လက်ဆောင်ပေးဖို့သူများကိုပျော်ရွှင်မှုနှင့်ချစ်ခင်မြတ်နိုးခြင်းစစ်မှန်ကိုဘယ်လိုပြသမလဲတင့်၏ကျေးဇူးတင်စကားကစစ်မှန်ပြီးလျင်မြန်၍ကိုယ်ပိုင်ပုံစံဖြစ်ရန်လိုအပ်ပါသည်စစ်မှန်စွာလှုပ်ဆောင်ခြင်းကိုပထမဦးစွာပြုလုပ်သင့်ပါသည်တင့်ပျော်ရွှင်မှုနှင့်ချစ်ခင်မြတ်နိုးမှုကတော့တင့်ရင်ထဲမှလာသင့်ပါသည်လက်ဆောင်များသေးငယ်တော့လည်းပဲပရိသတ်များကရင်းကအစစ်မှန်လားသို့မဟုတ်ဘူးလားဆိုတာသိနိုင်ပါသည်လျင်မြန်သောတုံ့ပြန်ခြင်းတင်သည်လက်ဆောင်တစ်ပတ်သို့မဟုတ် notification ကိုမြင်ပါကချက်ချင်းတုံ့ပြန်ပါအရန်မကြပါစေနှင့်ထို့နောက်ပေးဖို့သူ၏ nickname edit နှင့်အထူးလက်ဆောင်နာမည်များကိုမှန်ကန်တိကျစွာပြောပါကိုယ်ပိုင်ပုံစံပြုလုပ်ခြင်းလက်ဆောင်ပေးဖို့သူ၏အဆင့်ပေါ်အခြေခံပြီးပြင်ဆင်မှာကြာရှည်စွာရှိနေသောပရိသတ်အသစ်များဖြစ်လက်ဆောင်တန်ဖိုးနှင့်တင့်ကိုယ်ပိုင်ပုံစံကျေးဇူးတင်ကြောင်းကိုအဆုံးတွင်ဖော်ပြသောအခါတင့်အတန်အနေထားသည်တက်ကြွပြီးစိတ်ဝင်စားဖွယ်ဖြစ်တင်ပါသည်တင့်အတန်မျက်နှာအမူအရာနှင့်အပြုအမူများသည်စွမ်းရည်ပြည့်နှင့်နှွေးထွေးမှုကိုဖော်ပြတင်ပါသည်ဒီမှာတော့အပြုအမူဘာသာစကားနှင့်အသုံးအနှုန်းများအတွက်အကြံပြုချက်အချို့ဖြစ်ပါသည်အမူအရာနှင့်မျက်နှာအပြုအမူများရုပ်ပိုင်းဆိုင်ရာအရာကောင်းမွန်တင်ပါသည်ပထမဦးစွာအံ့ဩဖွယ်ကောင်းသောအပြုအမူများကိုဖော်ပြပါကျဲသောမျက်စိတင်သည်ကြီးမားသောသို့မဟုတ်မမျှော်လင့်သောလက်ဆောင်တစ်ခုကိုမြင်သောအခါတင့်မျက်လုံးများကိုကျဲအောင်ဖွင့်၍စိတ်လှုပ်ရှားမှုများနှင့်ပြည့်စုံအောင်ပြုလုပ်ပါတင်ပါဆက်ရင်ဘတ်ကိုကာထားပြီး Oh my god အံ့ဩစရာကျွန်တော်ရင်ထဲထိတယ်တောက်ပသောအပြုံးတစ်ခုပျော်ရွှင်မှုကိုဖော်ပြနိုင်သောအကောင်းဆုံးတိုက်ရိုက်နည်းလမ်းဖြစ်ပါသည်တင့်ပြုံးကစစ်မှန်ပြီးနောက်ထပ်လူတွေကိုပါပျော်ရွှင်စေဖို့လိုပါတယ်ဒုတိယကိုဟန်ပြုအမှုလက်ခုပ်တီးခြင်းချီးမွမ်းခြင်းစိတ်လှုပ်ရှားပြီးစွမ်းရည်ပြည့်ပြည့်ဝဝဖြင့်လက်ခုပ်တီးပေးပါသဲပုံစံလက်ဖြင့်ပြုလုပ်ပါလက်တစ်ဖက်တည်းဖြင့်အသေးပုံစံလုပ်ခြင်းလက်နှစ်ဖက်ဖြင့်လုပ်ခြင်းလက်ချောင်းများဖြင့်လုပ်ခြင်းအသေးကိုခစ်စပေးသလိုပြုလုပ်ခြင်းဦးညွတ်ပြခြင်းခေါင်းငိမ့်ပြခြင်းအထူးသဖြင့်ကြီးမားသောလက်ဆောင်များသို့မဟုတ်အဓိကထောက်ပံ့ပေးသူများသင်သည်မတက်ထွေဦးညွတ်ပြခြင်းသို့မဟုတ်လေးစားကြောင်းကိုပြသရန်ခေါင်းကိုအဆက်မပြတ်ညှိပြခြင်းသင်အမှန်တကယ်တန်ဖိုးထားကြောင်းကိုတေချာအောင်ပြုလုပ်ပါပေါ်ပါစွာရွေးရခြင်းသင်ခန္ဓာကိုယ်သို့မဟုတ်လက်မောင်းကိုပေါ့ပပစိတ်လှုပ်ရှားစွာဖြင့်ရွေးရှားလိုက်ပါထို့နောက်လက်ဆောင်ပေးဖို့သူကိုကျေးဇူးတင်သောစကားများကိုပြောကြားလိုက်ပါဖော်ပြနိုင်သောပုံစံ user ကိုကျေးဇူးတင်ရှိပါလက်ဆောင်အမည်ကိုယ်ပိုင်မျက်နှာအမူအရာပျော်ရွှင်မှုကျေးဇူးတင်ခြင်းဆက်သွယ်ဆောင်ရွက်ခြင်းဒီဘူးရကျေးဇူးတင်စကားများလက်ဆောင်များအားလုံးအတွက်တင့်တော်သောအခြေခံနှင့်စစ်မှန်သော gift name အတွက် nickname ကိုကျေးဇူးတင်ရှိပါသည်ကျွန်ုပ်မြင်တွေ့ရပါသည်ထို့ကြောင့်ပျော်ရွှင်ရပါသည်ပြန်လည်ဆောင်ရွက်ခြင်း gift name အတွက် nickname ကိုကျေးဇူးတင်ရှိပါသည် boss တင်မာတွေကိုမြင်ကျင်ကြားကျင်ပါသလဲကျွန်တော်တို့လက်ဆောင်တန်ဖိုးပေါ်တွင်အခြေခံပြီးကျေးဇူးတင်စကားတွေကိုပါပြင်ဆင်ရပါမည်သေးငယ်သောသို့မဟုတ်အခမဲ့လက်ဆောင်များအတွက်ကျွန်တော်တို့ပြောနိုင်တာကတော့ small gift name အတွက် nickname ကိုကျေးဇူးတင်ရှိပါသည်လက်ဆောင်အသေးတိုင်းပင်တန်ဖိုးရှိပါသည်အားလုံးကအချစ်တွေနဲ့ပါသို့မဟုတ် nickname small gift name ကိုကျွန်တော်တွေ့ရှိပါသည်ပူပေါင်းဆောင်ရွက်ခြင်းအတွက်ကျေးဇူးတင်ရှိပါသည်သေးငယ်သောလက်ဆောင်များအတွက်ဘယ်တော့မှပိုမလုပ်ဆောင်ပါနှင့်အရင်များပြားသောအခါများတွင်တော့သေးတယ်သောလက်ဆောင်များအားလုံးအတွက်ကျေးဇူးတင်ပါသည်ကျွန်တော် screen ပေါ်ကနေမှတဆင့်အချစ်တွေအားလုံးကိုမြင်တွေ့ရပါသည်နာမည်အချို့ကို mention ခေါ်ပြီးအထူးကျေးဇူးတင်ရှိကြောင်းပြောကြပါသေးငယ်သောလက်ဆောင်များပေးဖို့သူများကိုလည်းမြင်တွေ့ကြောင်းကိုသေချာအောင်ပြုလုပ်ပါပုံမှန်တန်ဖိုးရှိလက်ဆောင်များအတွက်ကျွန်တော်တို့ပြောနိုင်တာကတော့ gift name အတွက် nickname ကိုကျေးဇူးတင်ရှိပါသည်အံ့ဩစရာပါပဲအလွန်ပျော်ရွှင်ရပါတယ်သို့မဟုတ် nickname gift name ကအလွန်အံ့ဩဖွယ်လှပပါသည်ကျေးဇူးတင်ရှိပါသည် boss အချစ်များအတွက်တန်ဖိုးကြီးသောလက်ဆောင်များအတွက်ကျွန်တော်တို့ပြောနိုင်တာကတော့ပြင်းပြသောကိုယ်မူအရာမျက်နှာအမူအရာများဖြင့် Oh my god nickname big gift name တခုကျေးဇူးတင်ရှိပါသည် boss ဤအရာသည်အလွန်မြင့်မြတ်လွန်းပါသည်ဦးညွန်ပြီးမတက်ရက်ပြီးတက်ပြင်းထန်စွာရှုပြီးကျေးဇူးတင်ရှိပါသည် big gift name အတွက် nickname ကိုကျေးဇူးတင်ရှိပါသည်ဒီအရာကတော့အမှန်တကယ်ပဲအလွန်များပြားလွန်းပါသည်ကျေးဇူးတင်စကားအပြင်ကျွန်တော်စီမှာပြောစရာမရှိတော့ပါဘူးယခုမှစ၍ nickname သင်ဟာကျွန်တော် vip ပါပဲအဓိကအချက်စိတ်ခံစားချက်များကပြင်းထန်ပြီးတက်ရောက်မှုရှိနေရပါမည်မျှော်လင့်ချက်များအပြင်အံ့ဩမှုများနှင့်ကျေးဇူးတင်ရှိမှုများကိုပြသလိုက်ပါသင်သည်ကျေးဇူးတင်စကားကိုပုံမကြရှည်အောင်ပြောဆိုနိုင်ပါသည်ပိုအနေဖြင့်အထက်ပါအကြံပြုချက်များကဲ့သို့
ဒီမှာလည်းပဲမှတ်ထားတင်သောနောက်ထပ်နည်းလမ်းများကိုပြောပြပါဦးမည်ပုံမှန် supporters အကြီးစားများအတွက်ချစ်ဖွယ်ကောင်းသော nickname များကိုပုံမှန်အသုံးပြုပါဥပမာ Brock Sucks, Sis Sexy, Mike Sucks, Baby ဘာသာစကားများကလည်းအသုံးများ၍ယဉ်ကျေးကျွမ်းဝင်မှုပိုရှိတင်ပါသည်လက်ဆောင်အတွက်ကျေးဇူးတင်ခြင်းအပြင်သူတို့၏ပူးပေါင်းပါဝင်မှုနှင့်ထောက်ပံ့ပေးမှုများအတွက်အပြည့်အဝကျေးဇူးတင်ရှိကြောင်းကိုဖော်ပြပါအရေးကြီးဆုံးအချက်နှိုင်းယှဉ်မှုပြုလုပ်ခြင်းများကိုရှောင်ကျဉ်ပါမတူညီသောကြီးစုသူများမှလက်ဆောင်များကိုလူအများသိအောင်နှိုင်းယှဉ်ခြင်းများဘယ်တော့မှမပြုလုပ်ပါနှင့်မျက်ပမာအခက်ခပေးတာဟာရေးပေးတာထက်ပိုကင်းတာပဲဤသို့ပြုလုပ်ခြင်းကတိငယ်သောလက်ဆောင်များပေးဖို့သူများကိုအစင်မပြေဖြစ်စေပါသည်ထို့နောက်ကြီးမားသောပံ့ပိုးသူများကိုလည်းအစင်မပြေဖြစ်စေနိုင်ပါသေးသည်ထိုအခါဘယ်သူမှလက်ဆောင်ပေးဖို့ခြင်းတော်မူမဟုတ်ပါလက်ဆောင်တိုင်းကိုတူညီစွာပြုမှုဆောင်ရွက်ပေးပါကြီးမားသောလက်ဆောင်များအတွက်ကျေးဇူးတင်ကြောင်းပြောဆိုသောအခါတိငယ်သောလက်ဆောင်များပေးဖို့သူများသို့မဟုတ်လှူဆောင်ပေးသူများကိုလစ်လျူမရှုပါနှင့်သင်သည် big gift name အတွက် nickname ကိုကျေးဇူးတင်ပါသည်ဟုပြောနိုင်ပါသည်ဥညွတ်၍ထို့နောက် small gift name များဆက်လက်ပေးပို့နေသော family များအားလုံးကိုကျေးဇူးတင်လိုက်ပါတဲပုံစံလက်ဖြင့်ပြုလုပ်ပြီးကျွန်တော်တင်တို့အားလုံးကိုပြန်တွေ့ဆုံပါမည် flying kiss stream မပြီးဆုံးမီလက်ဆောင်ပေးဖို့သူများအားလုံးကိုနောက်ဆုံးကျေးဇူးတင်စကားပြောလိုက်ပါဒါကတော့ဒီနေ့ stream အတွက်အားလုံးဖြစ်ပါတယ်နောက်တစ်ချိန်ထပ်မံပြီးလက်ဆောင်ပေးဖို့သော family တိုင်းကိုကျေးဇူးတင်စကားပြောပါထူးသဖြင့်အဓိကပံ့ပိုးပေးသူများကို mention ပြုလုပ်၍ထို့နောက် chatting ဆက်လက်ပြုလုပ်နေသောသူများနှင့်အားလုံးကိုချစ်ပါသည်နောက်တစ်ချိန်သင်ကိုပြန်လည်တွေ့ဆုံပါမည်ထူးသဖြင့်အရေးကြီးသောပံ့ပိုးသူများကိုဥပမာပံ့ပိုးသူအကြီးစားများသင်သည်ထိုသူတို့ကိုတီးတန့်ကျေးဇူးတင်စကားပြောဆိုနိုင်အောင်တင်ပြုလုပ်လိုက်ပါသူတို့ကိုတန်ဖိုးထားကြောင်းခံစားရအောင်ပြုလုပ်ပြီးအထူးတီးတန့်ပြုမှုဆောင်ရွက်ပေးပါယဉ်ကျေးသောအပြုမှုများကိုဖော်ပြ၍တက်ကြွသောအတန်အနေထားများနှင့်အတူရုတ်တရက်ကျဲလောင်၍ရှင်းလင်းပြတ်သားသောပြောဆိုချက်များဖြင့်လက်ဆောင်ပေးဖို့သူများနှင့်အထူးလက်ဆောင်များကိုပြုမှုဆောင်ရွက်ပါထို့နောက်အပြန်အလှန်စကားပြောဆိုများကိုကိုယ်ပိုင်ပုံစံဖြင့်ပြုမှုဆောင်ရွက်ပါသင်၏ပျော်ရွှင်မှုနှင့်ကျေးဇူးတင်ရှိမှုကိုအသုံးပြုနိုင်သောနည်းလမ်းတိုင်းဖြင့်ဖော်ပြပါဆက်လက်လေ့ကျင့်ပါသင်နှင့်အကောင်းဆုံးဖြစ်၍အသင့်တော်ဆုံးဖြစ်သောပုံစံကိုရှာဖွေပါထို့နောက်ကျေးဇူးတင်ရှိကြောင်းကိုဖော်ပြနိုင်မည့်ထူးခြားသောကိုယ်ပိုင်နည်းလမ်းကိုတိုးတက်အောင်ပြုလုပ်ပါBigo Bigo